ဝိုင်းလီကျန်တွေကဟီးရိုးတွေမှာအားနည်းချက်အားသာချက်တွေရှိကြတယ်။အဲ့ဒီဟီးရိုးတွေတဲကမှအားနည်းချက်ရည်တို့မရှိတဲ့ဟီးရိုးတစ်ကောင်ရှိတယ်ဗျ။ကျွန်တော် personal အမြင်ရပြောရရင်အဲ့ဒီဟီးရိုးကလုံးဝ perfect ပဲ။အားနည်းချက်ရည်တို့မရှိသလောက်ပဲ။ run တက်ရတာလည်းအရန်ကိုကောင်းတယ် solo player တွေအတွက်လည်းတော်တော်လေးကိုမှအသုံးဝင်ပြီးရုံးလို့ရတယ်။အဲ့ဒီဟီးရိုးကတော့အားလုံးသိကြတဲ့အတိုင်းပဲရှောင်းဖြစ်ပါတယ်စတာပါညီကိုတို့အခုစီစဉ်ပြန်အကြမှာ Epic ကရှောင်း Pro လေးတွေ Sun Pro လေးတွေ All Hero Pro လေးတွေနဲ့တိုင်ပတ်ပြီးတော့ Legend 5နဲ့ Epic 1ကြားမှာတိုင်ပတ်နေတဲ့ Solo Player တွေအတွက်ကိုကြာနေတဲ့စိတ်ဓာတ်တွေပြန်မြင့်တင်ပြီးတော့ညီကိုတို့ရဲ့အခက်အခဲကိုကျွန်တော်ကကူညီဖြည့်ရှင်းပေးသွားမှာပဲဖြစ်ပါတယ်ဘယ် Hero ဖြစ်မလဲဆိုတော့ Alice ဖြစ်ပါတယ်ဟုတ် Alice ဆိုတဲ့ hero ကအရန်ကိုမှ strong နဲ့ EXP ပဲဆော့ဆော့ mid ပဲဆော့ဆော့ romance ဆော့ဆော့သူ့ရဲ့ spell တွေမှာ AOE stun slow effect နဲ့ damage တွေလည်းပေးလို့ရတယ်လို့ enemy ရဲ့ backline တွေကိုလည်း skill 1 blink နဲ့ဝင်ပြီးတော့အကုန်လုံးကိုညှို့စီလုပ်လို့ရတဲ့ကောင် enemy ဘက်ကပါလာရင်လည်းတော်တော်လေးစိတ်နှောက်ယှက်ဖြစ်ရတဲ့ hero ဖြစ်ပြီးတော့ညီကိုတို့ solo player တွေအနေနဲ့ဒီ hero ကိုပစ်ပြီးတော့ backline တွေ control လုပ်မယ် damage တွေပေးမယ် enemy ရဲ့ jungler တွေကိုတွားပြီးနှောက်မယ်ဆိုရင်ညီကိုတို့အနေနဲ့က run ကိုမြန်မြန်ဆန်ဆန်တက်မယ်ဆိုတာကျွန်တော်အာမခံပါတယ်တခုတော့ရှိတာပေါ့လေ enemy ဘက်ကမပန်းရင်တော့ကိုအတွက်တော့အဲ့ဒီပွဲရနိုင်ဖို့တေချာတဲ့လောက်ပဲအဲ့တော့ဒီ elite hero ကိုတုံးပြီးတော့ skill combo ဘယ်လိုတုံးရမလဲ item တွေဘာတွေထည့်သုံးရမလဲဆိုတာကိုကျွန်တော်လိုရင်းတူရှင်ပြောပြပေးသွားမှာဖြစ်လို့ဗီဒီယိုလေးကိုဆုံးလိကြည့်ပြီးတော့ကျွန်တော်ကိုလည်း support ပေးတဲ့အနေနဲ့ subscribe လေးနှိပ်ခဲ့ပေးပါအောင်เนาะပထမဦးဆုံး elite ကဂျူရေးပဲဖြစ်တဲ့အတွက်သူကဘယ်လိုပြောရမလဲတက် item သွားဖို့တော့လိုတယ်အဲ့တော့သူ့ရဲ့ skill 1ကအကုန်လုံးသိတဲ့အတိုင်းပဲသူက blink ပုံစံမျိုးပလိုင်းနေရဲကိုဝင်လို့ထွက်လို့ရမယ်။ကိုကမနိုင်တော့ရင်လည်း enemy ကြားထဲကနေထွက်ပြေးလို့ရမယ်။ wall တွေလည်းကျော်လို့ရမယ်။အဝေးကျော်လို့ရမယ်ဗျာ။အဲ့တော့ဒီ mobility မြင့်တယ်လို့ပြောလို့ရတယ်။ပြီးတော့သူ့ရဲ့အဲ skill 1ရဲ့အလုပ်ပုံမှာသူက skill 1ပြစ်လိုက်လို့ရှိရင် enemy ကိုထိလို့ရှိရင်သူအောက်ကဘားတန်းလေးကအဖြူတန်းလေးတစ်ဝက်လောက်ကိုကြောက်သွားတယ်။နော်ဒီမှာဆိုရင် enemy ထိရင်အဖြူတန်းလေးတစ်ဝက်ရောက်မယ်။ enemy ကိုပဲပြစ်ဘက်ကိုပဲပြစ်ခရီးကိုပဲပြစ်အဲ့ဒီ skill 1 ထိလို့ရှိရင်အဖြူတန်းလေးကတဝက်ရောက်မယ်ဗျာလွယ်ဆုံးနဲ့ဆိုရင် red line ပေါ့အဲ့ဒီ red line အပြည့်ဖြစ်ဖို့ဆိုရင် skill 1 ထိပြီးရင် skill 1နဲ့ရောက်တဲ့နေရာ enemy နဲ့ cree တွေ back တွေကို skill 2 ထပ်သုံးလိုက်ရင်တော့သူအောက်က red line အနီရောင်လေးကပြည့်သွားမယ်အဲ့ဒီ red line အနီရောင်ရဲ့ area ထဲမှာရှိတဲ့ enemy ကသွေးရော့မယ် slow effect ပေးမယ်အဲ့ဒီချိန်မှာ elite hero ကသွေးပြန်တက်မယ် slow effect နဲ့ damage နဲ့ပေးမယ်တကယ်လို့ enemy ကို skill 1 ပြစ်လိုက်လို့မထိဘူးဆိုရင်တော့အောက်က damage တွေကတော့တက်မလာဘူးเนาะအဲ့တော့ skill 1 ကိုကျွန်တော်တို့က better sign မယ်ဆိုရင် enemy ကိုထိဖို့လိုအပ်တယ် enemy ကိုမထိဘူးဆိုရင် playing လမ်းလျှောက်ပြီးတော့ skill 2 ဝင်သုံးမယ်ပြီးရင်ကူလောင်းစက္ကန့်အနေနဲ့စောင့်ရအဲ့ဒီအချိန်မှာကိုက red line မပြည့်တဲ့အတွက် enemy ဘက်ကကိုပြန်ပြီးတော့ကေးသွားတာမျိုးခံရတတ်တယ်ပေါ့နော်အဲ့တော့ skill 1 လေးကိုထိအောင်သုံး skill 1 ထိတာနဲ့ red line တဝက်ရောက်မယ်ပြီးရင် enemy တိုင်းရောက်လို့ရှိရင် skill 2 လေးတုံးလိုက်ရင်သူက red line လုံးဝအပြည့်ဘာနဲ့အပြည့်ဆိုတော့ဟို enemy ကြားထဲမှာ slow effect ပေးလို့ရမယ် damage ပေးလို့ရမယ်သွေးလည်းပြန်တက်နေမယ်အဲ့တော့ဒီ spell ဒီ AOE spell ကတော်တော်လေးကိုမှကောင်းတဲ့ထဲမှာပါတယ်တကယ်လို့ကိုကဘယ်တဲမနိုင်တော့လို့ဘောတွေပါကြော်ပြီးပြေးခြင်းလည်းအဝေးကြီးကြော်လို့ရတာဖြစ်တဲ့အတွက်ဒီ skill 1 ကတော်တော်ကြီးကိုအသုံးဝင်တဲ့ထဲမှာပါတယ်ကိုကသွေးတအားနည်းနေအောင်မှာ enemy ကြားထဲမှာဒီ red line အပြည့်ဖြစ်သွားပြီဆိုရင်သွေးပြန်ဆုပ်မယ်သွေးပြန်တက်မယ်အဲ့ဒီထဲမှာ skill 2 ပူလောင်းလေးကိုခဏသုံးပြီးလို့ရှိရင်ကိုယ်တက်ရလည်းခတ်မယ် enemy လည်း slow effect ဖြစ်မယ်ဗျာပြီးရင်သူတို့ကိုလည်း damage တစ်စိမ့်စိမ့်ပေးမယ်Elite ရဲ့ item ကျွန်တော်အကြိုက်ဆုံးကျွန်တော်လက်ရှိသုံးနေတဲ့ item ကတော့ Oracle နဲ့ Guardian Helmet ပေါ့နော်အဲ့ဒီ Oracle နဲ့ Guardian Helmet ဆက်ပြီးသွားပြီးပြည့်ပြီဆိုရင် Elite ကတော်တော်ကြီးကိုမာပြီးတော့တော်တော်တက်ရခတ်တဲ့ hero တစ်ကောင်ဖြစ်သွားလိမ့်မယ်
ပြီးရင်တွေးတက်ကလည်းရှယ်ချမ်းတယ် enemy ကိုနားမှာ enemy ရှိသလို cree တွေဘတ်တွေရှိသလိုတွေးတက်လည်းရမ်းချမ်းတယ်အဲ့တော့ကိုယ်တက်ဖို့ကတော်တော်လေးကိုခက်ခဲလိမ့်မယ်အဲ့ဒီအချိန်မှာကိုက enemy ရဲ့ spare တွေကိုတောင်းပြီးတော့နောက်ကကို teammate က damage လာပေးလို့ရတယ်ဗျာကိုသူတို့ကဖြတ်ဖို့အတွက် spare တွေတုံးပြီးသွားပြီဆိုတော့နောက်ကကိုရဲ့ marksman တွေ hyper တွေက damage တွေလာပေးပြီးတော့ဖက်တဲ့တိုးဆိုင်လို့ရတယ် Oracle နဲ့ Guardian Helmet အဲ့ဒီ item ပေးကျွန်တော်က Cruise Helmet ကိုထပ်ပြီးဆက်တယ်ဘာလို့လဲဆိုတော့အဲ့ဒီ၃កောင်ဆိုရင်တွေးလဲရှယ်တက်တယ်လို့ damage လည်းအကိတ်ကြီးပေးလို့ရတယ် cree တွေရှင်းရင်လည်းတော်တော်ကြီးကိုမြန်ဆန်တဲ့အတွက်ဒီ item ၃ခွက်ထွက်တာနဲ့ကို aggressive ဆက်ဆန်လိုက်ပြီးတော့ရှာလို့ရတယ်အဲ့တော့ရှာတဲ့နေရာမှာလည်းကိုယ့်ရဲ့ teammate နဲ့လည်း connection တော့ရှိရမယ်ပေါ့နော်ရှေ့ရနေပြီးတော့ဝင်ပေးမယ် spare တောင်းမယ်သွေးတွေစုံမယ်ဂျူရီပဲဖြစ်တဲ့အတွက်ကိုကမာနေရမှာဆိုတော့အဲ့ဒီ၃ခွက်ပြီးမှနောက်ကကိုယ့်ရဲ့ marksman တွေ hyper တွေကကိုနောက်ကလိုက်ပြီးတော့ share damage ပြန်ပေးလို့ရမှာအဲ့တော့ combo ချက်ပြမယ်နော်သူ့ရဲ့ ultimate က stun သွားတာဗျာ stun ပြီးတော့ damage အကိတ်ကြီးပေးသွားတာအဲ့ဒီ AoE spare ကတော်တော်လေးကိုမှ battle မတင် fight မှာပါတယ်တာတဲ့အတွက်ကျွန်တော်တို့ objective တွေယူတဲ့နေရာတွေမှာအရန်အသုံးဝင်တယ်ကျွန်တော်ဒီ scale 1နဲ့ scale 1 ပြစ်ထားပြီးတော့ ultimate 3တဲ့ combo လေးကိုလည်းဒီမှာသုံးပြထားတယ်เนาะအရင်ဆုံး scale 1လေးကိုပြစ်ထားပြီးတော့ ultimate ကိုတန်းနဲ့ ultimate ပွင့်ကန်ဒီမှာ scale 1နဲ့ enemy ကြားတဲ့ကိုပြစ်ထားတဲ့နေရာလေးကိုပြေးဝင်လိုက်အဲ့လိုမျိုးပြေးဝင်လို့ရှိရင် scale 1ကလည်း enemy ကိုထိထားတဲ့အတွက် red line ကတဝက်ရောက်နေမယ် scale 2ထပ်သုံးတဲ့အခါမှာနောက်ထပ် red line ထပ်ရတဲ့အခါ red line အပြည့်ဖြစ်သွားမယ်အဲ့တော့ဒီ enemy ရှိတယ်လို့တွေးတွေတက်မယ် damage ပေးမယ် slow effect တွေပေးမယ်တကယ်လို့အဲ့ဒီ scale 1မထိဘူးဆိုရင်ကျွန်တော်တို့ scale 1မရှိတာတို့မထိတာတို့ဆိုရင် flicker နဲ့သွားမယ်ဆိုရင်တော့ဟို red line တော့မပြည့်ဘူးပေါ့ဗျာအကြရင်တော့2ကို scale 2လေးကိုထပ်နေရတယ်လိုမျိုးပေါ့နော် scale 2ထပ်နေဒါပေမဲ့ scale 1နဲ့တော့ရင်တော့အကောင်းဆုံးပေါ့ scale 1လည်းထိထားတယ် ultimate ကျဲချလိုက်ရင်လည်း red line ပြည့်ဖြစ်သွားဆိုတော့ scale 2နဲ့ထပ်ပြီးတော့သူတို့ကို damage တွေမြန်ဆန်ထပ်ပေးလို့ရပါပေါ့ flicker နဲ့ဆိုတော့ကျွန်တော်တို့ flicker ကူးလုံးကကြာတဲ့အတွက် flicker ကိုပွင့်ဖို့ထပ်ဆောက်ရမှာတွေကဒါအလုပ်တွေပါရှုပ်သွားမှာပေါ့နော်အဲ့ဘယ်လိုပဲဖြစ်ဖြစ်ပါကိုယ့်ရဲ့ပွဲရှင်ဒီပေါ် spare ရှင်ဒီပေါ်မှာမူတည်ပြီးဒီလိုမျိုးလေးသုံးသွားရင်တော့ဒီကိုတို့တော်တော်အဆင်ပြေမယ်ဒီ hero ကကျွန်တော်ဒီ mobile legend ထဲမှာအရန်ကို perfect ဖြစ်လွန်တဲ့ hero တစ်ကောင်လို့ထင်တယ်အဲ့တော့ဒီကိုတို့ရဲ့အမြင်ကိုလည်းပြောပြပေးသွားလို့ရတယ်သူကတန့်လို့လည်းဆော်လို့ရတယ်မိတ်လို့လည်းဆော်လို့ရတယ် EXP လို့လည်းဆော်လို့ရတဲ့အတွက် solo player တွေနဲ့ run တက်ရတာအရန်ခက်ခဲနေရဆိုရင်ဒီ Alice ကိုပစ်ပြီးတော့ run ကိုမြန်မြန်ဆက်ဆက်တက်လို့ရပါတယ် enemy ဘက်ကတော့မပန်းပါသေးနဲ့လို့ဆူတောင်းပါအဆုံးထိကြည့်ရှုပေးတဲ့တယောက်ရှင်းသည့်အတိုင်းကိုကျေးဇူးများတင်ပါတယ်ကျွန်တော် support ပေးတဲ့အနေနဲ့ subscribe လေးလုပ်ခဲ့ပေးပါညီတို့နောက်ဗီဒီယိုတွေမှာပြန်တွေ့မယ်